Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကလောပါ I'm here with Tracer Hello Tracer Hello နေကောင်းလား ကောင်းတယ်နေရောနေကောင်းလား ကောင်းတယ်ခုတလောပါတယ်လို့ဖြစ်လဲ ခုတလောအကြောင်းပိတ်တာဆိုတော့ဒီတိုင်းပဲနားနေတယ် တိုင်းမှာနားနေရပေါ့ assignment တွေလုပ်ရင်းနေပေါ့နော်နားနေတယ် ဆိုတော့ကျောင်းက spring break ပေါ့နော် spring break ဘယ်လိုလဲဒီမှာကျောင်းတက်ရတာဆင်ပြေလား ဒီမှာလာကျောင်းတက်ရလားအဆင်ပြေပါတယ်အဲ့လောက်လဲ stress မရှိပါဒီမှာစာသိမ့်မလုပ်ရတဲ့နိုင်ငံဆိုတော့ I mean yeah စာရမ်းမလုပ်ရဘူးလေ ဟုတ်တယ် What I say ဟုတ်တယ် Okay so ဒီမှာရောက်လာတာမကြာသေးဘူးပေါ့နော်ဆိုတော့ တစ်နှစ် F1 student visa နဲ့ဒီဖို့ရောက်လာတာနော်ဘယ်လိုလဲဟိုကဗာလဲကျွန်တော်ကြားသလောက်ကတော့ဒီဖို့လာရတာအချုပ်လူရတဲ့ကြတော့ like သူတို့ရှုံးတယ်ပေါ့နော် exam ဘာတွေရှိတယ်လို့ကြားတယ် yeah ဆိုတော့နင်ရောအဲ့လိုမျိုးဟာတွေခက်ခဲတဲ့ကြုံလား ကြုံတာပေါ့ရမ်းကြုံတာပေါ့ ရမ်းကြုံတာပေါ့ နှစ်ခေါက်ဖြေတယ်လေနှစ်ခေါက်မြောက်မှာအောင်သွားတာ နှစ်ခေါက်မြောက်မှာ ပထမတစ်ခေါက်ကဘန်ကောက်မှာဖြေတာအဲ့တော့ကမအောင်ဘူးနော်မအောင်ဘူးပေါ့ပြီးဒုတိယတစ်ခါကျတော့ဒီမြန်မာပြည်မှာပဲ appointment ရတော့အမှဖြေလိုက်တော့အောင်သွားတယ်အောင်သွားတာပေါ့အဓိကမေးတဲ့လူပုံမှာလဲမူတည်လို့ကန်လဲမူတည်မယ်ထင်တယ်ဘာလို့လဲဆိုတော့မေးတဲ့မေးခွန်းအတူတူပဲပထမတစ်ခေါက်မေးတာနဲ့ဒီဒုတိယတစ်ခေါက်မေးတာနဲ့မေးခွန်းအတူတူပဲဒါမဲ့သူတို့ပေးချင်ပဲရှိရဆိုတော့ပြောချင်တာ it depends on the people there who like do you interview အဲ့လိုပါဆိုတော့ဒီဖက်နဲ့ဒီ United States နဲ့မြန်မာပြည်ဘယ်လိုမျိုးကွာခြားမှု like ရှိတယ်ပေါ့နော်ဒီမှာ season အတေအများကြီးရှိတယ်ကွာဟိုဘက်မှာဘယ်နှခုရှိတယ်ဆိုတာ I don't know but ဒီဖက်ရောက်လာတော့ဘယ်လိုလဲ like နေသားတော့ကြာမှာမဟုတ်ဒါပေမဲ့ like နေလို့ was နေလို့ပျော်လာ yeah နေလို့ပျော်ပါတယ်ဒီမှာ season တွေအများကြီးပဲလေ fall လို့ spring လို့ရှိတော့တည်ရမလား season တစ်ခုပြီးတစ်ခုကြုံတွေ့ရတော့အဆင်ကောင်းတယ်လေတွေ့ကြုံတွေ့နေရှိရနှစ်တယ်လည်းမြင်တယ်လို့ခံစားရတယ်နော် I don't know ဟုတ်တယ် my favorite is fall my favorite is spring right now okay yeah this is one of my favorites မြန်မာပြည်မှာကျတော့မိုးရာသီနွေရာသီမိုးရာသီဆောင်းရာသီပဲရှိရဆောင်းရာသီ is winter winter right နွေရာသီကျတော့ဟိုဟာထိပေါ့အခုစပြီဆိုတော့ March April May ထိပေါ့ပြီးမိုးရာသီကဂျွန်ကနေစတယ်မြန်မာပြည်မှာနေတော့တကြံနေပါတယ်တွားဖြစ်တယ်မဟုတ်လားတကြံမလဲဘူးရေပတ်တာလေတကြံတစ်ခါမှမလဲဘူးအဲ့ဒါကျွန်တော်ငယ်တော့ကြာတော့ကလေးမျိုးမှနေတော့ကြာတော့အဲ့လိုမျိုးဟာတွေလုတ်ဖြစ်တယ်လွမ်းဆရာလေးပေါ့နော်ဟုတ်တယ်ဒါပေမဲ့ဒီမြန်မာပြည်ဆောင်းရာသီရလေဆောင်းရာသီမဟုတ်ဘူးဒီတိုင်းနာမည်ပဲခဏပဲအေးရတရက်နှစ်ရက်လောက်ပဲနောက်တော့အဲ့လောက်ဒီမှာကြာတော့ the whole like the whole season yeah အဲ့ဒါကွာတာပေါ့နော်ဟုတ်တယ် Tracer ကိုကြည့်ရတာနော် K drama လေးတွေဝါသနာပါတယ်လို့ပဲအရန်ပေါ့ဇလန်လေးတွေပါလေးအဇန်လေး K-pop လည်းကြိုက်တယ် K မှန်သမျှကြိုက်တယ် Okay မှန်သမျှK အမှ K မှန်တာလည်းရှိတော့အမှလည်းရှိမယ်ဆိုတော့ဟိုလေးတွေအတွေ့အကြုံလေးတွေပြောပြပါအောင် K drama ကြည့်တာဘယ်လိုလေးရှိနေပေါ့နော်အတွေ့အကြုံဆိုတာ like ဘယ်လိုမျိုးဟာတွေကြီးဖြစ်လဲပေါ့နော် like anime နဲ့ whatever ကြီးဖြစ်တာအများကြီးပဲ movie set လည်းကြည့်ရ romantic လည်းကြည့်ရအဆုံးဖြစ်တယ်ဟိုကကြည့်ဖူးမဲ့တင်နဲ့ reply 1988ကြည့်ဖူးလားအဲ့ဒါယောက်ျားလေးတော်တော်များတော့တည်ရကျွန်တော်ကတော့ K နဲ့ပတ်သက်တာဟာတော့မကြည့်ဖြစ်ဘူးအဲ့ဒါအိတ်ကားဆိုရင်လည်းအရန်ကောင်းတယ်ဒီကလူတွေသိကြမှာပါဒီလူကြီးရဲ့လူတွေသိကြမှာပါပြီးတော့ one light gives you tangerines သိလားအာယူကအဲ့ဒါလည်းမသိဘူးနေဟာလေးမဟုတ် love alarm ဆိုတာလားအဲ့ဒါကြာတော့သိတယ် yeah love alarm သိတယ် yeah အဲ့ဒါတော့ကြည့်တယ် dream high တို့ဘာတို့အဲ့ဒါဟိုအရင်တော့စကားရပေါ့နော်အရင်ကကြည့်ဖူးတဲ့စကား dream high အဲ့ဒါအသက်ကြီးတဲ့သူတွေပဲကြည့်မယ်ထင်တယ် no အေးပေါ့ဆက်လေကျမအရွယ်တွေဆိုကြည့်ဖူးမှာပါ2000ဘောနေရှိလား2000ဒီမှာ2003တော့2004တော့ပဲရှိတယ်အခုလောလောဆယ်တစ်ထွက်တာက
ခဏနေခုကြည့်ညာဂျီဆူကကြည့်နေတာလောလောဆယ်က ဂျီဆူ Blackpink ဂျီဆူလေးဒီလား မတီရိုးစ်ပဲတဲ့ Okay never mind Blackpink ဂျီဆူရဲ့ boyfriend on demand ဆိုတဲ့ဟာလောလောဆယ်ကြည့်နေရအော်ပြီးတော့ variety show လည်းကြည့်ရတာကြိုက်တယ် writing show Korean variety show Running Man သိရမလားအဲ့ဒါတော့သိရလို့လိုက် တိ အဲ့ဒါမှမ တိပါလေတီးလိုက်မယ်ဟန်ဆောင်လိုက်မယ်တီးလိုက်တယ် Running Man ကတော့ဟိုးပိုင်းတက်ကနေအခုထိစက်တိုက်ကြီးဖြစ်တာ Running Man ပြီးတခြားဟာ ဆိုတော့ခင်နဲ့ပတ်သက်တာဟာမနည်းနည်းဟို Yeah like crazy ဖြစ်တယ်ပေါ့ ကိုရီးယားစာလည်းတင်ဖူးတယ်ဆိုတော့ အေးတခါလေးဖျားချောင်းမှာပြောတာကြားတယ်ဒါပေမဲ့မှန်လာမမှန်လားဆိုတော့ အမလေးငါ level 2ထိငါဖြည့်ပြီးသွားပြီနော် အော်ဆိုတော့မှန်ပါပေါ့ Yeah အေးကြည့်တဲ့သူတွေမှန်လား comment မှာ 여러분 안녕하세요အေးပါကွာဆိုရကပ်ရက်လာ 안녕하세요 저는 트레자입니다 네 အေး okay 계속 뺐어 that one alright so this one you have to answer okay okay ကြောက်လိုက်တာ yeah this one you have to answer Trace မှာဟွာလေးတွေရှိတာဟွာလေးတွေတော့ပြည့်နေပြီမတရားကောင်းလေးလို့ကောင်းလေး crush လေးတွေပါလေးတွေရှိတာ လောဆယ်လား လောဆယ် မရှိဘူး လောဆယ်တော့ ရှာပေးလေသူ crush ဟိုမှာဗီဒီယိုကြည့်တဲ့သူတွေရှိမှာ crush မရှိဘူး ဟိုတခါ crush Indiana crush ရှိတယ်နော် Indiana သူနာမည်လေးပြရနေစားရတာရှိတယ် Indiana အဲ့ဒါ crush မို့အဲ့ဒါကျတော့ idol လို့မျိုး idol လို့မျိုး သိရမလား Korea idol တွေသူတို့ fan တွေအဲ့လိုမျိုးအားပေးတယ်လို့မျိုး အဲ့လိုပေးတာပေါ့ အားပေးတာ so hey guys that's her idol not her idol okay crush not my crush okay guys crush ဖြစ်ဖို့အတွက်ကတော့အရန်ကို အဆူတောင်းရတာကျန်စားလို့မရဘူးရအောင်ငါစတဲ့နေ alright here so ဒီမှာ question တွေရှိတယ်နော် question တွေကြတော့ခဏနေမှာ okay so I have few things to ask you I heard you play piano at church how do you learn the piano the piano okay ဆိုတော့ငယ်တော့က I don't want to learn my mom forced me to learn piano so အဲ့လိုအမေကျေးဇူးနဲ့တင်လိုက်ပြီးတော့ ဝတနာပါသွားတာပေါ့ မပါဘူး ဟာခုထိမပါလား ကိုရန်10ရန်မှာရက်လိုက်9ရန်10ရန်နေစပြီးတော့မတီးဖြစ်တော့ရန်ကုန်ဖျားเจ้าမှာကြတော့လုံးရှာပပတစ်ခါနှစ်ခါအဲ့လောက်ပဲတီးတာအဲ့လိုဒီမှာလိုပုံမှန်မတီးဘူးပြီးမှဒီရောက်မှပဲ full time နဲ့ ဒီရောက်မှပဲဘလို့ဖြစ်ပြီးကျမ full time နဲ့လာလည်းမသိဘူး အဲ့လည်းဖျားစီးလို့ပါ ရတာလည်းဖျားသူ30ချင်လို့နေမှာပေါ့နော် ဟုတ်တယ် ပါသွားတာပေါ့ဒါပေမဲ့ခုထိလည်းဝါသနာမပါသေးဘူး ခုထိလည်းမပါသေးဘူးပေါ့ ပါဘူးမပါတာဖြစ်လို့ထီးရလေပြောအမှန်တိုင်းပြောတာ အမှန်တိုင်းမပါဒါမှ they force you to play yeah it's basically force right yeah ပြောတယ်ဒီ ဆိုလူတွေကြတော့သူတို့တီးရင်ဟိုတွေလုံညာတော့ဝါသနာနဲ့လုပ်ကြတယ်ပေါ့နော် ဒီမှာကျတော့လေရွေးတာဆိုတော့လေနော်ဟုတ်တယ်မလား ဟုတ်တယ် အဲ့လေကတော့ ညင်းလို့လည်းမရပြန် အဲ့လေရတာကြောင့်ပြီးလူကလည်းလူမရှိရလဲပါပါတယ် လူမရှိရလဲပါ အဲ့ဒါကြောင့်ပါစူးစမ်းနေပါတယ် alright အခုကြတော့ question ပတ်သွားရအောင် ဟုတ်သွားတော့မလား so yeah သွားမယ် okay and I will ask you later again so here this is question for her here this is question for him he will cry guys okay I think lady first let's go ဆိုတော့ငါနိဟာနှိုက်ရမှာလား အေးရင်လိုက်အော်ပြီးတော့ဒီမှာမဖြေချင်ရင် we have two options right there we have what's it called ငံပြားရေး ငပြရေး and we have ထံဖျားတီး right here ရန်ချန်နင်တို့တွေလည်းရီလို့ရရနော်ရီလို့ရပြီနင်တို့တွေ okay ဒီမှာ here is your question I'm scared တခုပဲရွေးရအောင်ဆိုတော့ချင်းလုံးနဲ့လည်းရေးတာရှိတယ်ဆိုတာအင်္ဂလိပ်လုံးနဲ့ပြန်ပလိုက်
အေးဖတ်ပေးရမှာလေဖတ်ရမှာမလား nan minawa ahoda nimit an ken bi ယော လူငယ်တွေထဲမှာတဲ့ဘသူ့ကိုကြည့်မျက်ကြည့်မရဆုံးလေတဲ့ ကြည့်မရဆုံးစားမလားတောက်မလား အဲ့ပါလေနာမည်ပြောရမှာလားလူပြောရမှာလား လူကိုပြောရမှာလေ လူနာမည် သူဆိုရင်ကတော့သူ့ကိုငါကြည့်လို့မရအောင် reason ပေးရမှာငါပြရေးလေးတောက်ပါ Can I eat you can eat like အဲ့ဒါကိုအကုန်စားရမှာနော် ဒါမျိုးရ shock ဖြစ်စေတယ်ကျမပါဝင်ရမှာတတအများကြီးတယ် Okay စားလိုက်ပါရပါတယ် free time ရပါ Zoom 7အဲ့မှာရေရှိတယ်မောင်တမ်းပြဟိုရေတောက်မလားငါပြရေတောက်မလား ဘာမှထားရမှာလဲစားပြီးသား Oh wait hold on let me go get tissue for you ကောင်းစားပဲ ကောင်းတာပဲငါပြရေလက်တော့ ဆန်ပြိုင်ပါတောက်မှာလား မတော့ရအောင်အဲ့ဒါတော့နေ့ရအောင်ရှင်းတယ် အေးလေ နင်ကြိုက်တာရေ တပြားပဲစားမှာပေါ့ပါလဲ ခုတော့ နေလက် Okay ငါတို့အဲ့လောက်အကျဉ်းမမေးဘူး don't worry အချင်းမမေးဘူး ပမာလိုပါလာပြန်လိုက်နော်ပိုက်တယ် How will you ကျေးဖက်လဲ How will you like to be what is this remember how would you like to be remembered မင်းကွာ question အကောင်းကြီးကြသွားတယ်စိတ်ဆင်းရဲ အဲ့ဒါကြတော့သူတို့ကငါ့ကို remember ဖြစ် နေ့ကိုလူတွေ လူတွေက နေ့ကိုဘယ်လိုမှတ်မိစေချင်လဲ အော်ငါ့ကိုဘယ်လိုမှတ်မိစေချင်လဲ when you're gone when you're Oh bye bye when you go to heaven or something Oh အဲ့လိုမျိုးပါ how would you like to be remembered by the people by the people ဆိုတော့ငါလှုပ်တာကောင်းကောင်းလှုပ်ပြီးတော့ကွာအဲ့ငါလှုပ်တဲ့ဟာလေးကိုသူတို့က remember ဖြစ်တော့တယ် အော်နင်လောက်ခဲ့တဲ့ຢာ ငါလှုပ်ခဲ့တဲ့ຢာလေးတွေ Okay तू ကအဲ့ဒါလှုပ်ခဲတယ်ဆိုတာလေးနော် easy you got easy one လောက်ပါ Okay ဖွင့်ပေးမယ် ကြောက်လာပြီမိဟာတွေကိုစိတ်ဆင်းရဲတယ်စားပဲစားရမလားမသိဘူးမစိတ်ဆင်းရဲတယ်မင်းကွာ ကျဲနေရှိသေးတယ်ဟိုလှုပ်ပြန်ပြီ Read it Will you go back to your ex ဖြေမယ်ငါဖြေရဲတယ် အဲ့ဒါတော့ဖြေလိုက်တော့ No No Why Why X is X I have to move on Yeah That's a good answer I'm never go back okay Okay ငါတော့ So easy one မဟုတ် တို့လည်းရီကြတယ်အတကုံကြီးခိုင်း ဟာရှေးလိုက်တာ If you could go back in ကျေး Yeah here ပေးငါဖတ်ပေးမယ် ဖတ်ပေးလိုက်ငါလည်းဖတ်ချင် If you could go back in time and erase one thing you said or did what would it be What would it be Oh shoot Go back your time Yeah and wait I erase know one thing Erase one thing you said or you did what would it be Wait for it. Here it comes. Almost there. မရှိဘူး ဟာမရဘူးလေမရှိစား ငါမဖြေချင်ဘူးကွာအဲ့ဒါကြီးရတော့ Okay စား ဖြေရတော့ဟိုမှာအဲ့တော့ဖြေစရာမလိုဘူးလေ စားမောင်လေးစားအများကြီးစားဘုတိချင်တော့မယ် ချင်တယ်တော့ဒီကွာ ငါလှည့်လာမြဲနာဟဲရုပ်ကအချင်းကပုတ်လိုက်တာ ကဲမှရှိသေးတယ်အာ နဟိုလာကဟိုဒါမွေး Say it Thong Big Jill Thong Big Jill my best friend my childhood best friend သွားပါမလား from Yangon
Thong Big Jill hi I'm sorry I have to answer Big I'm sorry next question ကုန်ပါပြီ Big ငါဖတ်ပေးမယ် Wait ငါဖတ်ပေးမယ် what is အ that ကောင်းနေပဲကြာနေတယ် That's big When do you hate yourself the most ဟာအော်ကိုလားမုန်းဘူးတယ် when I'm lazy like you know I have project right I know that I have to finish by this time like let's say next week I'm just lazy you know like You're a deadline lover yeah အဲ့လိုဖြစ်တယ် Oh ငါ So- deadline lover မဟုတ် ဆိုတော့ငါလုံမယ်ဆိုရင်ကတော့တစ်ခါလေးဆိုရင်လုပ်ရကွာထင်တာထက်မြန်လုပ်တယ်ဒါပေမဲ့တစ်ခါလေးကြာတော့ဒီတိုင်းပဲအိတ် lazy Okay အဲ့ဒါရှိသေးတယ်တစ်ခုကြံသေးတယ်လေအကြီးကကောင်းတယ်နော် နေ့ကောင်းတာလေငါ Your nickname that your cousins gave you I don't know ရှိပါတယ်ငါ့ I ကို would လူ my- တယောက်ပြောတယ်နင်းခါစရငါ့ကိုပြောတာရှိတယ် Which one စီးချိုပြောတာရှိတယ် Sicho ငါတို့မြန်မာပြည်မှာနင်းကိုခေါ်နေကြတာမျိုးရှိတယ်တဲ့ Really I Yeah. don't know ဒါပေမဲ့ငါတို့ cousin group chat ထဲမှာတော့လေငါတို့ကိုရီးယားနာမည်ပေးထားတယ်ရှိတယ် လောက်ပြီ ငါနာမည်က Park Ji-ri တဲ့ what that mean I don't know ဖာချီရီ Park Ji-ri nickname ငါမသိဘူးငါတကယ်မသိဘူးဒါ okay မရှိဘူးကွာ ရှိဦး okay let's Yeah. go to my thing okay no ငါကြည့်ကြည့်မယ် mention 3 people that you what is Mention three this people that you do not want to work together I know oh Finally no I think I should make nah oh You have to say the names bro တံပြာကြီးကတစ်ခါပြင်တခြား option ရွေးကြတယ် အေးဟုတ်တယ်သမီးရစ နင်ဒါတော့ရတော့မယ်မရတော့ငါတို့တံပြာစားပြီးတော့တကယ်ချင်းကတားလေးတော့လိုက် This is ငမ်ပြိုင် This for you my brother fighting You can do it Go ငါပါသူငါတတ်နေတာပေါ့ မဟုတ်လေ mention လို့ရလေ mention 3 people that you don't know No. to work together သူတို့ငါငယ်ချင်းအကုန်လုံးကောင်းပါတယ် ကောင်းပါတယ် ကောင်းပါတယ် Hey ရေမရော မောက်တောက်ပြီးမှတော့ရေတောက်ရမှာလေ အေးလေဒါပေမဲ့အခုတော့မရောနဲ့ ငါပြန် Oh my god ငါအဲ့လိုယူရမယ့်ချိန်မဟုတ်ငါနဲ့လာတော့မှာမသိရင်ဟွာလေစေခါတောက်နေရတဲ့အတိုင်းပဲ Ew နေပြန်တော့အသေးပြီ လက်ပြန်နေဝမ်းရှော့ပြီ ငါလူတရား Okay နေရကွာရတော့နေပြေချင်မှာမို့စိတ်ချ ဒါလည်းနေဖြေချင်မှာမဟုတ်စိတ်ချနော် အဲ့လိုမျိုးကြီးလား နဝယ်ရင်တိကအဟောဒါလာကစက်ပြဆက်တရားနဒူဟဲ့ဖြေချင်တာဗော အော်အဲ့ဒါတော့ပြေချင်အဲ့လိုကောင်းပါ အာအရမ်းများတယ်ရော တရားပဲ တယောက်ပဲလားတယောက်ပဲဆိုရင်မင်္ဂလိလာယောက်ျားကြီးလား ကြိုက်တာလေမင်းကလေးဖြစ်ပါစေယောက်ျားလေးဖြစ်ပါစေတရား ငါအလီနာဆိုစီချင်တယ်ငါအလီနာကတခါမှမမြင်ဘူးသေးဘူးပြင်မှာ ဆယ်လည်းနာ အလီနာ အမေအဲ့ဒီကြံကလေးတွေရှိတော့ Please sing for my future wedding, okay? Okay I love you. my turn Of course, your turn. ah no ဖတ်လေဖတ်ပြလေငါဖတ်ပြမယ် ငါဖတ်မယ်ငါ Okay. Tell me your crush name. No. They don't know her. They don't know her. မောင်တကူပဲစားရမှာလေ စား အဒီတရားပါဒါဆိုမရှိဘူးလို့ပြောရင် အဲ့နေရှိလို့နေစားတာလေနေနာမည်မပြောချင်လို့နေစားတာလေ နာမည်တော့မပြော follow up question နာမည်တော့မပြောသင့်ဘူးလေ I'll check that in a minute ငိုနေအောင် အဲ့ဒါလာတားလာကွာနင်က အဲ့လောက်တော့ ဟဲ့အစုံငါနိုင်တာပေါ့နော် အင်းနေနော် ဟ
ဟုတ်တယ်နော်ငါထမ်းပြလဲထမ်းပြနှခါစားရတယ်ထမ်းပြတစ်ခါတောက်ရတယ်အော် That was You made it and you eat it. Good. That's good. I should not be in podcast anymore bro ဘောနော် Okay ဆိုတော့ game လေးတွေပါလေးတွေ solve ပြီးပါပြီ သူနိုင်လဲကျမနိုင်တယ် Okay so chain artist တွေလည်းများလာပြီပေါ့နော်များလာပြီဆိုတာ rapper တို့အဲ့လိုမျိုး love song တို့ဆိုရတူတွေလည်းများတယ်ဆိုတော့အမှန်တင်ဘေတယောက်အကြည့်မရဆုံးတယ် ကြည့်မရဆုံး Yeah အကုန်လုံးကြည့်ရပါတယ် Stop the cap. ကြားတယ်ဟုတ်လေဆိုမတူကြဘူးလေတယောက်နဲ့တယောက်က သူတို့ရဲ့ time လည်းမတူဘူး Yeah. name two people အကြိုက်ဆုံးကလည်းများနေတယ်ရောဒုက္ခပဲ နှစ်ယောက်ပဲလေ အယ်လီနာ အလီနာပြီးတော့ပဲတယောက်ရှိတယ် မင်းလေးပြောပြီးတော့ဆိုယောက်ျားလေးပြောလိုက်မယ်နော်ယောက်ျားလေးကဘန်ဂျမင်ဆုံလည်းကြိုက်တယ်ငွန်ကျုပ်ဆုံလည်းကြိုက်တယ် ဟာ3ယောက်ဖြစ်ပြီလေငါယူလိုက်တော့အမှ ငွန်ကျုပ်တမဲရေးလိုက်ပါ ပြောဆုံးပဲပေါ့သူကတော့ကောင်းပါလေသူတချင်းဆိုတော့လေအော်နေဟိုတော့ရောက်သွားတယ်မဟုတ်လား last year ဆို ငါအရင်ခဲခဲလေ ငါလည်းအမှပဲဒါမှနေမတွေ့ ဟာလည်းနေမတွေ့ဘူးတော့နိကနာ crush ရှိရဆိုတော့လေနင် crush ကိုကြိုက်တာကြာပြီလား Bro, what are you talking about, man? ဟာအဲ့ဒါကြီးတော့ရှောင်းလို့မရဘူးလား မဟုတ်လေဘယ်သူမှမသိဘူးလေ nobody knows အကြာပါပြီ ကြာပြီ like how long wait let me think နင်အဲ့ဒါမှမသိနေတကယ်မကြိုက်ဘူး မဖြစ်ချင်တာလည်းပါရင်ရောဘယ်လိုလဲ မဟုတ် like approximate ပြောလိုက် approximately over 1 years yeah oh okay Oh my God! ငါလည်းအဲ့လိုဖြစ်ခဲ့ပူပါတယ်ငါ crush ကိုငါကြိုက်တော့က ရလား မရခဲ့ဘူး what ငါစားကြိုက်ပြီးငါဖွင့်ပြောလိုက်တာ ဖွင့်ပြောပလိုက်တာပါ မရခဲ့ဘူး မရခဲ့ ငါရဲ့ first love အဲ့ကိုကနေကိုပါ သူ ပဲ ဒါကြည့်နော်ငါ့ကိုတိမှာပါ hi long time no see အေးပါကွာ နာမည်တော့မပြောတော့ဘူးနာမည်ပြောနေလဲတိလောက်တယ်မပြောတော့ မသိတော့ပါဘူးမင်းမပြားလူတွေဆိုတော့ တိရင်တိလောက်တယ် तू ကနည်းနည်းလူတိများတယ် နည်းနည်းကြောပါ ညာ ကောင်းပါတယ်အဲ့လိုမျိုးလဲအဲ့ဒါကြောင့်မလို့မရနိုင်တာလည်းဖြစ်နိုင်တော့ ခင်ပြောရမယ်ဆိုတော့ तू ချင်းလောက် तू ပဲ तू လဲ ချင်းတော့သူလားအေးအဲ့ကြောင့်မလို့နေမရနိုင်တာလည်းဖြစ်နိုင်တယ်လေ तू ကနာမည်နည်းနည်းရှိတယ်ဆိုတော့ မဟုတ်ဘူး तू က तू နဲ့ငါနဲ့ easily လိုက်သေးတယ် ဟာ ဒါမဲ့ကြည့်ရမလား easily ဆိုတာကြည့်ရမလားဟိုမရောက်ဒီမရောက်လေ ဟိုမရောက်ဒီမရောက်ဟို အေးအဲ့လို ထွက်တယ် ဟိုမရောက် ဒါပေမဲ့လိုက်တက ဟို ယ် မ ချင်း ရောက် နေ ဒီ ပြန် မရောက်အဲ့လိုမျိုးအကြာကြီးအဲ့လိုမျိုးနေတလူဖြစ်သွားတယ်ပေါ့အဲ့ငါအဲ့ဒါအဲ့လိုမျိုးငါမနေချင်းလို့ငါဖွင့်ပြောလိုက်တာ ဟိုတချင်းတယ်လို့ ပြောလိုက်တော့ တော့ဖွင့်ပြောလိုက်တယ် ပြောလိုက်တယ် ဒါပေမဲ့ ဖွင့်ပြောလိုက်တော့လေ तू ကတေချာလဲမငြင်းဘူးဒီလားအဲ့လိုမျိုးကြီး အဲ့ယောက်ျားမဆန် တယောက်ချမ်းမဆန် so this might be a random question okay ငါတို့ podcast ဆိုပြီးတော့ကွာ question လိုမျိုးနဲ့သွားတယ် cuz we never done before yeah this is our so first this oh is ခဏလေး our ပြောလိုက် first အောင် time so ကြားဖြတ် ကြားဖြတ် focus ကငါလုတ်ချင်ငါရင်လုတ်ချင်တာပေါ့နော်နင်းလည်းလုတ်ချင်တာပေါ့ဒါပေမဲ့ focus ကပေါ့နော်ကျမအရင်လုတ်ချင်ခဲ့တာပေါ့နော်အဲ့နဲ့သူ့ကိုပြောလိုက်တယ်ပေါ့ focus လုပ်ရအောင်ပညာတရကနဲ့ तू ကလည်းရင်ကလေးလုတ်ချင်တယ်တူတယ်အဲ့ဒါမျိုးလုတ်ဖြစ်သွားတာပေါ့နော် so it's perfect though ဒါမှမားလာတဲ့ရှင်ရတော့လူကတော့ no one is perfect yeah right no one's perfect this is our first time ငါဒါရင်ကလေးလုတ်ချင်တာတလားမြန်မာပြည်မှာနေတိလာ Jessica တလား မသိဘူး မသိဘူးလား မသိဘူး Oh my god तू ကအဲ့လိုမျိုးအဲ့လိုအစီအစဉ် show ပဲ तू လုပ်တယ်မြန်မာပြည်မှာ तू ပဲလုပ်တာထင်တယ် နေရောသွားလား မသွားဘူးငါအဲ့လို तू show တွေကြည့်ပြီးငါရန်သဘောကျတယ် အော်အဲ့တော့ပြောချင်လား Yeah. နင်းမြပါသလား podcast ကြတော့လှုပ်ချင်တယ်ဒါမှစကားပြောတာတော့ like တိတ်မရဘူးပေါ့နော်မရဘူးဆိုတာအဲ့လိုမျိုးလူမဖြစ်ဘူးကွာ you know what I mean ဆိုတော့ yeah လှုပ်ဖို့လဲကင်မရာရှက်ရောက်ပြီဆိုတော့လေ အေးပေါ့ ရှက်တယ် ပြီးတော့ဒါလည်းငါတို့ပထမဆုံးဆို ပ တော့ ထမဆုံးဆိုတော့ ကြည့်မရရင်လည်းကြည့်စက်ကြည့်အဆုံးထိကြည့် ဆုံးထိကြည့်ဝေးကတာဝါသနာပါလား for some events ရပါတယ်ကလာတော့ဝါသနာပါတယ်ဟုတ်တယ်တချင်းတန်ကြား ကျွန် ရင် တော်တီးတာထက် တချင်းတန်ကြားရင် excuse me
ကျောင်းမှာလည်းကဖူးတယ် ကြောင်းမလဲက မြန်မာအကဖူးတယ် အော်ဒီလိုက မြန်မာကဖူးတယ် အာ ချင်းဝညက်အကဖူးတယ်ဝညက်အကဘမ်ဘူ အော် the bamboo ရာအဲ့ဒါကဖူးတယ် အဲ့ကဖူးတယ် ပြီးတော့ကျောင်းမှာဗာလဲငါတို့project တစ်ခုရှိရအဲ့လိုမျိုးကရတဲ့ project အဲ့ဒါဘာခေါ်ရချူ no 16 days အော်1 million dance ဆိုရဟာ 1 million names အဲ့ဒါဘာလဲဆိုတော့ gender အကြောင်းကိုအဲ့လိုမျိုး ကတာ speak out လုပ်တဲ့သဘောပေါ့ gender ပိုင်း sex education ပေါ့ပြောမယ်ဆိုတော့အဲ့လိုမျိုးအဲ့ဒါငါတို့အဲ့လိုကပြီးတော့ကပြရတာ ကပြရတာ yeah okay ရကတာတော့ဝါသနာပါတယ်လုတ်ပဲပြောလိုက် ပါတယ် ပါတယ် ဒီရောအကဝါဒပါလား no နာမီ I don't dance ငါတခါပဲကဖူးတယ်တင် no တခါလောက်ပဲကရင်ကဖူးမှာဟုတ်တယ်မရရ နေဘဝမှာတခါ မရရလေငါကတာဘလောက်ကြောက်တာလဲဆိုရင် when I was kindergarten right so ငါလာကြိုးတယ်အလာကြိုးတော့ငါတို့ကဟိုမှာဆိုရင်ကတယ်နော်မြန်မာပြည်မှာဆိုရင်ငါတို့ကခိုင်းတယ်မလားမပြန်ခင်နေမှာအငါကနေရောအနာငါမရမစင်ငါမစရ what's it called like eye contact eye contact ကအဲ့မှာဟိုဖြစ်ရောအဲ့နာငါမကရတော့မကရပဲနဲ့ပြေးပြီးတော့နောက်ဘက်မှာတောင်းလို့ရတယောက်တည်းအေးအဲ့လိုဖြစ်တယ်ပြီးတော့ Sunday school မှာကဖို့စင်လုံးဝမကချင် ငါဆိုအကဆိုထိတ်ဆုံးရပဲ no ကဆိုငါ skip ဖို့ no ငါ ever ready first one လူတွေအဲ့လိုပါပဲ ဟုတ်ပါပဲ မင်းကလေးတွေ နောက်တစ်ခုမေးအောင်မယ်ဘာသာစကားဘယ်နှခုပြောတယ်လဲ လောက်သူ what kind of လောက်သူ ရှင်ပီ Shippy အော် Shippy okay ရှင်ပီရတယ်ပြီးတော့နှရင်းလိုလည်းရတယ် နှရင်းလိုလည်းရတယ် မြန်မာလိုမရဘူး นี่คุณပြောနေမြန်မာစကားမဟုတ်လားမြန်မာလိုမရဘူးကိုမြန်မာလိုပြောပါတယ် မြန်မာလိုလည်းရတယ် English လည်းရတယ် ရတယ် foreign language ဝေဟာခါ อ๋อဟာခါလည်းအော်ရဟာခါလည်းရ5 ဆိုတော့အခုကနေက double မဟုတ်ဘူးပေါ့နော် single ပေါ့ what is နော် double double means you in relationship or not oh relationship is double yeah single ပေါ့ yeah တယောက်ယောက်အနေကိုတယောက်ယောက်ကဟိုလေးတွေပေါ့နော်စာပို့ပြီးတော့တာရဖြီလေးတွေပါလေးတောင်းတကားဖွင့်ထားလားပိတ်လားတကားတော့ခတ်ထားလား လောဆယ်လားငါတကားလား ဖွင့်တယ်ကျေး အကျေးလည်းမဟုတ်လောဆယ်ငါဒီငိမ့်နေတဲ့တကားဖြစ်တယ် ဒီလိုလား ဒီငိမ့်နေတဲ့တကား အော်တင်းနေနေတဲ့တကားဖြစ်နေတယ်ဆိုတော့တင်းနေနေအဲ့ဒါကို အရန်မ ဖွင့်ပလိုက် အရန်မဖွင့်သေးဘူးပေါ့ မဟုတ်ဟိုမှာဖွင့်ချင်တဲ့သူတွေလည်းရှိမယ်ဆိုတော့လေဖွင့်ချင်ဖွင့် ဖွ လိုက် င့်လိုက်ရမလား ready ဖြစ်ပြီလား ready ဖြစ်ဖွင့်လိုက်တော့ ready ဖြစ်ဖွင့်လိုက်တော့ မငါခုထိ မဖွင့်ချင်ဘူး moving on နေတော့မဲဆိုတော့လေ အော်နေ process လုပ်နေမှာ ညာကြီးစားအောင်စီရနေ moving on နေဆိုတော့ ဆို moving ကြာပြီလား on နေတဲ့ ကြာပြီလား အချိန်မှာ wait ကြာပြီလား ပိုင်းလဲ ကွဲတော့လားကြာပြီလား last year last year moving on နေတဲ့အချိန်မှာတွေ့ရင်လည်းတွေ့နိုင်တယ်လीနော်ပြောလို့မရတော့တာတော့ ပြောလို့မရ ညာ ကိုကနဲ့ကိုဆိုတော့အဲ့ဒါနင်ကိစ္စ အဲ့ဒါငါကိစ္စနေကိစ္စမဟုတ် okay တော့ဒီငါရ crush ကိုငါရစားအောင်တိုင်ကြည့်နော် အဲ့လေ तू အမေးခန်းလို့လည်းငါလည်းမင်းဖို့စီစဉ်မရှိပါ မဖြတ်နဲ့ထားလိုက်ထည့်လိုက် okay ဆိုတော့ Teresa ဟိုပါလဲ YouTube channel ရှိတယ် ရှိတယ်လောက်ပါအောင် subscribe လုပ်ကြပါအောင်လို့ YouTube channel မှာဘာတွေတင်ဖြစ်လဲ content တွေဘာတွေ subscribe လုပ်ကြပါအောင် okay Teresa link okay subscribe please okay okay ဒီနေ့ အမ မ तू ကုန်ခင်မှာ တောင်းဆိုနေတယ်တောင်းဆိုနေ ဒီ တ နေ့ ယ် မကုန်ခင်မှာ900 600 subscriber လောက်တော့ရချင် တစ်ထောင်လောက်လို့ တစ်ထောင်တော့မမျှော်လင့်သေးပါဘူးဒီနှစ်မကုန်ခင်မှာ okay အေးနင်တင်တာလည်းများတင်ပါပြီးတော့နင်တင်တာတူတူလေးနဲ့ဟိုမရောက်ဒီမရောက်ကြီးလေငါတို့ကကြည်တာနဲ့ဩဘာများလုံးမလဲလို့ကုန်သွားရော အော်မဟုတ်ပါ နည်းနည်း like ရှေ့ချ do င်တာ like 2 or 3 minutes အော် okay 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 နင်းဟာရ1 minute တောင်မရအောင်တူတူလေးနဲ့ အခုလည်းတင်ဖို့ရှိသေးတယ် ဘာတင်မှာ န
နေဟာ What? ဒါရယ်လေ အော်ဒီဟာ ဒီဟာရယ်ပြီးနောက်တစ်ခုရှိရနှစ်ခုရှိရ အပြင်ထွက်တာလေးတယ် အရာသူတို့နဲ့အပြင်ထွက်ခဲ့တဲ့ဟာကဲအပေးကြနော်ရှင်တို့တွေအပေးမှကျမပတ်စံရမှာ ရောင်းလိုက်မှာ โอเค online မှာအေးဆိုတော့ဒီည podcast ကြတော့လောက်ပါပဲ ဟာလောက်ပဲ လောက်ပဲမေးချင်တာရှိလားအဲ့လောက်ပဲ နေရော YouTube မလုပ်ဘူးလား I have channel but I only have wait ဘယ်တော့စလုပ်တာလဲ ငါမတင်ဖြစ်ဘူးဗီဒီယို ဒီတိုင်းပဲ ဒီတိုင်းပဲဖွင့် အ တာ နည်းက Facebook မှာပဲတင်တာ Facebook တော့ Instagram တော့ပဲ ငါကျတော့ဘယ်ကနေစရလဲဆိုတော့ကိုဗစ်ကနေငါစတာကိုဗစ်မှာဘာမှလုပ်စရာမရှိဘူးလေ ကိုဗစ်မှာ အဲ့နဲ့ငါယူထားပြီးတော့အိမ်မှာဗီဒီယိုရှာလိုက်ပြီးတင်တာ တင်တာပေါ့ ရ လက်စွန်ပြောချင်တာဗီဒီယိုလောက်တာလေးတွေဝတ်နာပါလား ပါပါတယ် contact တွေလောက် ပါတယ် contact တွေလောက်ချင်သူနဲ့လောက်ပါ ဟိုင်း ငါလုံးမရတယ်အလုပ်လည်းမလုပ်ဆိုတော့ ဟုတ်တယ်ကျမ free ဖြစ်နေ အ သူ လုံး က လက်မဲ့ လုံးမဲ့ Okay any like show in မေးချင်တာမရှိတော့နော်ငါမေးချင်တာလည်းမရှိဘူးလား I know မီးတလောက်မီးပြီးတော့ပြီထင်တယ် မေးတော့မေးပြီးသွားပြီဆိုတော့ um ဒီမှာတကားဖွင့်နေတယ်လေ တကားဒီလိုဆိုရင်တလောက်လောက်ဖွင့်နေတယ် အဲ တလောက်လောက်မှဆန်းတဲ့လူရှိတာပေါ့တလောက်လောက်မှဆက်ရင်လာကြ အေးပါကွာ Okay ဒါဆိုရင်ဆုံးတော့ Okay ဆုံးသက်ကြမယ် Okay ဆုံးကောင်းကောင်းတက်တက်မယ်နာမည်ပြောလိုက်တော့ပိတ်လိုက်တော့ Okay ဆိုတော့ဒီနေ့ကျမတငယ်ချင်းလောနဲ့ခုလိုမျိုးပဲเนาะ ချင်းပြီး စကားပြောခွင့်ရပြီးတော့ဂိမ်းနေလဲစောခွင့်ရတဲ့အတွက်လည်းလောကျေးဇူးတင်ပါတယ်လို့ဒီလိုမျိုးခွင့်ရေးပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် နောက်ကျရင်ဒီမှာလည်းလှုပ်ချင်ရင် contract လုပ်ရတယ် studio ခန်းဆိုတော့လေနော် အကယ်လို့ဒါကြီးပောက်သွားခဲ့ပါ ပောက်သွားခဲ့ ပောက်သွားခဲ့ဖတ်သူ ဖောက်ထူးတွေပါပါ Okay ကြည့်ကြမယ်နော်ဒီကထွက်လာရင်လည်းကြည့်ကြမယ်နော် ဒီဟာကျတော့ just like random လိုမျိုးနဲ့လေဒီတိုင်းမှာ like ပပ casual ပပပဲလုပ်တယ်ဆိုတော့ဟာ script တွေပါမရှိဘူးကွာ Okay yeah မေးတာတော့မှဒီတိုင်းပဲ randomly နဲ့မေးတယ်ဆိုတော့ကြည့်ပြီးတော့အဆင်မပြေတာလေးတွေရှင်းရတော့ခွင့်ပြုကြပါလို့မကြည့်ချင်လည်းကြည့်ပါ အဆုံးထိကြည့် ဆုံးဖြတ်ကြည့် ဟိုလေးတွေ့ရမလား subscribe ပေးနာမတာလေးလည်းနှိပ်ဖို့မမေ့နဲ့ Okay တင်းတင်းအဲ့ ဒီ तू ကတပုံရိုက်တတ်တယ်ဆိုတော့တပုံရိုက်ချင်ရင် तू စီ contact လို့ရရနော် ဟုတ်ကဲ့ပါ လူမရွေးပါဘူး तू ဘယ်သူမဆိုရိုက်ပါတယ် လူမျိုးဘာသာမရင်အမေအဖြူ black and white ရတယ်ဆိုတော့ graduation လားဘာလားညာလား तू စီမှာ contact လို့ရတယ် law capture ဟုတ်လား ဟုတ်တယ်ဟုတ်ကဲ့ law capture အဲ့ဒီကြွချင်ရပြီ my YouTube is Teresa Ling okay here right here here အော်ဒီမှာဒီမှာ okay ဆိုတော့အဲ့ဒါပါပဲ alright thank you everyone bye